လက်ရှိပေါ့နော်ရန်ကုန်မှာလက်တလောအိမ်ချမ်းမြေဈေးကွက်အခြေအနေလေးကိုအရင်တုန်းကပြီးခဲ့တဲ့၄-၅နှစ်လောက်ပေါ့နော်ငလျင်ကြီးမပြီးခင်ကအိမ်ချမ်းမြေဈေးကွက်အခြေအနေနဲ့နှိုင်းယှဉ်ပြီးတော့သုံးသပ်ပေးပါအောင်ရှင့်အိမ်ချမ်းမြေဈေးနှုန်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဥဆောင်ပြီးတော့မှဒီအိမ်ချမ်းမြေဈေးရယ်ရွှေဈေးရယ်ကျွန်တော်ဒေါ်လာဈေးရယ်၃မျိုးကိုလွန်ခဲ့တော့နှစ်340ကဟာကိုကျွန်တော်တို့ balance လုပ်ဖို့တင်းတစ်ခုဖွဲ့ပြီးတော့မှတနည်းတည်းကျွန်တော်တို့အဲ့ဒီ project ကိုလုပ်ခဲ့တာပေါ့နော်အကျိုးမြတ်ရလအနေနဲ့ထွက်လာတာဟာကျွန်တော်တို့တန်းတော်ဖြစ်ရတာပေါ့နော်ရွှေကတော့နှစ်340အတွင်းမှာအစ1000ပြောင်းတယ်ဒေါ်လာတော့အစ6000ပြောင်းတာပေါ့နော်အဲ့မှာအိမ်ချမ်းမြေကတော့အစပေါင်း6000တိတိတက်သွားတယ်ဆိုတော့အဲ့ကွာခြားချက်ကြည့်ချင်းအဖြစ်တော့ကျွန်တော်တို့အိမ်ချမ်းမြေကတော့ပမာကြီးမှာပေါ့နော်အထူးသဖြင့်ပြောချင်တာပူပေါင်းပေါက်တဲ့ကိစ္စတွေပြောတာများတယ်ဈေးတွေထိုးဆင်းတော့မှပြောတာများအဲ့လိုပြောနေရင်းနဲ့ကိုပဲ20 30အတွင်းအင်ချာမြေကမထင်မှတ်လောက်အောင်ထိုးတက်သွားတာပေါ့နော်ဒီမှာတခုဖြစ်ပြောချင်တာကကျွန်တော်တို့မြောက်တကုံပင်လုံလမ်းမပေါ့နော်ဟုတ်ကဲ့လွန်ခဲ့တော့နှစ်နဲငယ်ကလူတွေကကြားတော့မယ်ပင်လုံလမ်းမကရွှေတောင်ကြားတဲ့အောင်ဈေးကြီးနေပြီလို့ဘာလို့ပြောနေရင်နဲ့ကြားတော့မယ်လို့ပူပေါင်းပေါက်တော့မလို့ပြောနေနဲ့ဒီကနေ့ပင်လုံလမ်းမကြီးကပေ40 60ကို3000လောက်နဲ့အယောင်းဝဖြစ်နေတာပေါ့နော်ပြောချင်တဲ့ point ကဘာလဲဆိုတော့အိမ်ချမ်းမြေကတော့ဈေးကွက်မှာအများအားထိပ်မှာရှိတယ်ဒါနိုင်ငံတကာမှာလည်းထိပ်မှာရှိတယ်အိမ်ချမ်းမြေ business ကအရန်ကိုTrump ဖြစ်တာပေါ့နော် popular ဖြစ်တယ်ပတ်စံရှိတဲ့လူတိုင်းနဲ့ပတ်သက်တယ်အိမ်နဲ့ကင်းတဲ့လူဆိုတော့မရှိတဲ့အတွက်ကြောင့်အိမ်ချမ်းမြေလုပ်ငန်းတော့ဘယ်တော့မှတိမ်ကောမှာမဟုတ်ဘူးအိမ်ချမ်းမြေဈေးကွက်လားလာလဲခုနတုံးတက်ပြောသလိုပူပေါင်းသလုံးပေါက်သွားသလိုရွှီဆိုဘာမှမချမ်းတာမျိုးတော့ဗမာပြည်မှာတော့ဖြစ်မှာတော့ဆရာအနေနဲ့တော့မထင်ပါဘူးဟုတ်ကဲ့ရှင်ဆရာဒါဆိုပေါ့နော်အခုလက်တလောရန်ကုန်မှာအိမ်ချမ်းမြေကအယောင်းအဝယ်အငှားအဲ့ဒီမှာဒီအယောင်းနဲ့အငှားပိုင်းနဲ့ဆိုလို့ရှိရင်ဘယ်ဟာပို့ပြီးတော့လိုက်နေလဲရှင်ဆရာအခုတလောကအယောင်းကနည်းနည်းလေးအယောင်းဝယ်ကနည်းနည်းလေးအေးသွားတာပေါ့နော်အေးပြီးတော့အငားတော့ပုံမှန်တိုင်းတွားနေတယ်ဒါပေမဲ့အေးတယ်ဆိုတော့မလို့တချို့လူတွေအမှတ်မှားတာကလုံးဝဟိုရပ်သွားတယ်လို့ဘာလို့ထင်ယူရတတ်တယ်ပေါ့နော်အဲ့မှာဖြေတဲ့နေရာမှာအရန်အရေးကြီးတယ်နော်လုံးဝမဖြစ်တာတော့မဟုတ်ဘူးတူရနဲ့တူတော့ဖြစ်နေတယ်အရင်လောက်ဈေးကွက်မမြိုင်ဘူးဒါပေမဲ့ထူးထူးခြားခြားဒီရက်ပိုင်းသတိထားမိတာကအဝယ်တွေပြန်လိုက်လာတယ်ဒါရွှေဈေးတွေအရန်တက်လာတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အခြားအကြောင်းချက်တွေလည်းရှိမှာပေါ့နော်အိမ်ချမ်းမြေကလိုပဲအေးဝါလိုက်ပြီးပြန်တက်လိုက်နေအဲ့လိုဖြစ်နေတဲ့အခြေအနေမျိုးရှိကျွန်တော်တို့ဆိုကြာပြီပေါ့နော်လုံနေတာအဲ့တော့ဒီဈေးကွက်ပြောင်းလဲမှုအခြေအနေကိုနှစ်စဉ်မှတ်တမ်းအရကျွန်တော်တို့ကြည့်လို့ရှိရင်တော့ဒီလပိုင်းကတော့နှစ်စဉ်နဲ့အေးတယ်နော်4လပိုင်းကျော်5လပိုင်း6လပိုင်း9လပိုင်း10လပိုင်းဆိုပြန်ပြီးဖြစ်တာများတာပေါ့နော်ဒါကြောင့်မလို့ဒီလတွေပေါ်နဲ့အေးတာတော့နှစ်စဉ်လိုအေးနေတဲ့ကျွန်တော်တို့တမိုင်းမှတ်တမ်းရာဇဝင်မှတ်တမ်းအရကျွန်တော်တို့လေးလိုင်းသိရှိနိုင်တယ်ပေါ့နော်ချွင်းချက်သူကအေးတယ်ဆိုပေမဲ့လည်းအခုဖြစ်နေတဲ့ဟာတွေကတောက်လျှောက်အခုလိုက်ဝယ်နေတာရှိနေတာပေါ့နော်အေးတယ်ဆိုပေမဲ့အရင်မအေးဘူးလို့ကျွန်တော်လည်းဖြည့်ပြောချင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆရာဒါဆိုသမီးတို့ဒီအယောင်းပိုင်းလေးမှာပေါ့နော်အယောင်းပိုင်းမှာဆိုရင်တိုက်ခန်းတွေရှိမယ်နောက်ပြီး resident တွေရှိမယ်ပြီးလို့ရှိရင်ဒီလုံးချင်းအိမ်တွေရှိမယ်မြေကွက်တီးတဲ့တွေရှိမယ်အဲထဲမှာဘယ်ဟာတွေကပို့ပြီးတော့များအယောင်းတွက်နေကြလဲရှင်အခုနောက်ပိုင်းတော့လုံးချင်းမြေတွေရောင်းဝယ်တွေပို့တွက်တယ်စီမံကိန်း area တွေတော့နည်းနည်းလေးအေးသွားတာပေါ့နော်ပထမရင်းနှီးမြှုပ်နှံတဲ့လူတွေကစီမံကိန်းနောက်ကိုလိုက်တဲ့လူတွေကတတ်ရှိတယ်နော်တဘောတရားအနေနဲ့ဒီအိမ်ရတစ်ခုပေါ်တော့မယ် project တစ်ခုလုပ်တော့မယ်ဆိုရင်တို့သိလို့ရှိရင်အဲ့နောက်လိုက်တာပေါ့နော်ဒါပေမဲ့မြို့တစ်စီမံကိန်းလို့တလားဖက်မှာဝယ်ရောင်းလုပ်တဲ့ဟာလို့တီတူဝါနဲ့ဖြစ်ခဲ့တဲ့ဟာတွေဆိုတော့လဲစီမံကိန်း area လိုက်တော့အခုနောက်ပိုင်းကျတော့စီမံကိန်း area ကနည်းနည်းလေးအေးရွာပြီးတော့မှဒီမြို့ထဲမှာဒီနေထိုင်တဲ့နေရာလေးပြန်ငားစားရလွယ်တဲ့နေရာတွေစက်မှုစုံတွေကပူပြီးအဖြစ်များလာတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါဆိုသမီးတို့နောက်တစ်ခုလေးအနေနဲ့ဒီတကုံပေါ့နော်ဒီတကုံလေးမြို့နယ်မှာတကုံလေးမြို့နယ်ရဲ့အိမ်ချမ်းမြေဈေးကွက်ကလေးကိုနည်းနည်းလေးသုံးသပ်ပေးပါအောင်ရှင်ဒါကတော့ဒီတကုံလေးမြို့နယ်ပဲဖြစ်သွားပြီပေါ့နော်တကုံလေးမြို့နယ်အိမ်ချမ်းမြေဈေးကွက်အလားလားကောင်းပါတယ်ဥပမာအခုဒီနှစ်ပိုင်းဆိုရင်မြောက်တကုံကိုကြည့်လိုက်ပေါ့နော်ဒါနောက်ပိုင်းပေါ်ဆောင်တဲ့မြို့ကပို့ပြီးတော့မှ modernize ဖြစ်တယ်မြောက်တကုံမှာတမီးတို့မြင်အောင်ကြည့်လို့ရှိရင်လမ်းတွေက4000ကျတယ်နောက်တည့်ပြင်တွေပေါ်တယ်နောက်ကိုဗစ်နောက်ပိုင်းအထူးသဖြင့်ကိုဗစ်နောက်ပိုင်းကလူတွေဆိုရင်မြောက်တကုံကိုတော်တော်လေးတထေးမြင်းတွေတော်တော်များများထွက်လာတယ်နေကပြောင်းလာတဲ့လူတွေလည်းမြောက်တကုံကိုနေကြတယ်ဘာလို့ဆိုလေရှူရတာတော့မတူဘူးပေါ့နော်နောက်တစ်ခုကမြောက်တကုံမြို့နယ်ထဲမှာတွားလို့ရှိရင်ကားတွေကမကျက်ဘူးဒီဒဏ်တွေကအများကြီးတက်တာပေါ့နော်နောက်အခု၄မြို့နယ်လို့ဖြစ်ပြောတဲ့ခါကျတော့အခုအရှိတကုံလို့တကုံစိတ်ကန်းတို့
တောင်တကုံလို့လည်းသူ့အထိုက်လျောက်သူဈေးတွေတက်လာပြီးတော့မှတနေ့တစ်ချိန်ကျရင်မြောက်တကုံလည်းဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်ရတာပေါ့နော်ဟုတ်ကဲ့ရှင်ဆရာဟုတ်ဒါဆိုဆရာအနေနဲ့ဒီမြောက်တကုံကပေါ့နော်ဒီသမီးတို့ဒီရန်ကုန်ထဲမှာအရန်ကိုဟော့ဖြစ်နေတဲ့ရွှေတောင်ကြားတတိရက်ကွက်လို့ပြောလို့ရတော့တဲ့ရွှေတောင်ကြားဟိုတောင်မှီနိုင်လောက်တယ်လို့ပြောနေကြတဲ့ဟာမှာဆရာအနေနဲ့ဗာလေးပြောချင်နေတယ်ရှင်အဓိကတော့ဟိုရွှေတောင်ကြားတော့ဟောင်းပြီပေါ့နော်ဟုတ်ကဲ့ဟောင်းလာတဲ့အပေါ်မှာဟိုလမ်းတွေအစပေါ့နော်နာမည်သလုံးကြံခဲ့တယ်လမ်းတွေအစ modernize မဖြစ်တော့ဘူးနောက်ရေပေါ့နော်အဓိကမိုးတွင်းဆိုရင်ရေကပေါင်လောက်ရောက်တော့တဲ့အနေအထားတွေရှိတယ်နောက်လမ်းတွေကအကွေးကောက်တွေနဲ့ရှာခက်တာပေါ့နော်မြောက်တကုံမှာကျတော့ခုနောက်ပိုင်းကျတော့ modernize ဖြစ်တယ်လမ်းတွေကလည်းကျယ်တယ်ပြီးတော့ခုနတေးတစ်ပင်တွေပေါ်တယ်လမ်းရှာရတာလွယ်တယ်ခုနဖွံ့ဖြိုးမှုအားကောင်းကောင်းနဲ့ဖွံ့ဖြိုးလာတဲ့ခါကျတော့ဒီဆေးရုံတွေဆေးခန်းတွေအစအကြောင်းတွေဒီ international နဲ့ပတ်သက်တဲ့ကုမ္ပဏီအများစုလည်းဝင်လာတယ်မြောက်တကုံမှာမရှိတဲ့ဟာဆိုရင်ဘာမှမရှိဘူးဖြစ်နေတာပေါ့နော်အဲ့တော့ဖွံ့ဖြိုးမှုအားကောင်းကောင်းနဲ့ဖွံ့ဖြိုးလာတဲ့အပေါ်မှာအတစ်ဖော်ဆောင်တဲ့ဟာတော့တေချာပေါက် modernize ဖြစ်မှာပဲလေနိုင်ငံတကာမှာလည်းဒီလိုပဲအခုမတော်လို့ရန်ကုန်မြို့တစီမံကိန်းကပြန်စပြီးတော့မှဖော်ဆောင်ဖြစ်သွားလို့ရှိရင်တော့တေချာတယ်ကျွန်တော်တို့မြို့ဟောင်းတွေကတော့တာမှာပဲဟုတ်ကဲ့ဒါကြောင့်မို့လို့ဒီဟာကိုထောက်ကြည့်ခြင်းအပြင်ကျွန်တော်တို့အတစ်ဖော်ဆောင်တဲ့နေရာက modernize ဖြစ်တယ်လူတွေနေရတာတက်တောင့်တက်တာရှိတဲ့ပုံမှာမြောက်တကုံကအခုလိုဖြစ်သွားတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုရှင်ဆရာဒီမြောက်တကုံမှာလမ်းမတန်းနေဆိုလို့ရှိရင်လမ်းမတန်းအတွင်းကပေါ့နော်ဒီလမ်းမတန်းနဲ့အတွင်းကမှာဈေးနှုန်းတွေကဘယ်တန်းပေါက်နေလဲရှင်လမ်းမတန်းတဘောတဲ့မန္တလေးလမ်းနော်ဟိုကျောင်းလမ်းဘင်းတော်လမ်းလို့ခေါ်တာပေါ့နော်တပင်ရွှေထီးလမ်းတို့ကအခု3000ခွဲလောက်မြေဈေးကဖြစ်လာတာပေါ့နော်ခုနဖွံ့ဖြိုးမှုအားကောင်းကောင်းနဲ့ထပ်ပြီးဖြစ်လာအောင်မယ်ဆိုတော့မြောက်တကုံကဈေးထပ်ပါဖို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုဆရာဒီမြောက်တကုံမှာကျတော့မြေပိုင်ဆိုင်မှုကများသောအားဖြင့်ဘာတွေကင်ဆောင်ထားကြတာလဲရှင်မြောက်တကုံမှာပါမစ်တွေရှိတယ်ကရံမြေရှိတာပေါ့နော်အများစုရှိတာပါမစ်မြေရှိတယ်ကရံမြေရှိတယ်တချို့တော်တော်နစ်ကြတဲ့ဟာကျတော့ဟိုနာမည်မပြောင်းမနဲ့ချို့ဒီတိုင်းနေနေတဲ့လူတွေကျတော့စလစ်မြေတို့ဘာလို့ထိကြံနေတဲ့တွေ့ရတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆရာဒါဆိုလို့ရှိရင်သမီးတို့နောက်ဆုံးမိကုန်းလေးအနေနဲ့ပေါ့နော်ဆရာအနေနဲ့ဒီအိမ်ချမ်းမြေလောကသားတွေအားလုံးကိုဗာလေးများပြောချပေးခြင်းလဲရှင်အိမ်ချမ်းမြေကတော့အမြဲတမ်းကျွန်တော်ဖြည့်ပြောလေးရှိတာကဒီရောင်းမဝယ်မကိစ္စပေါ့နော်အရင်ရေးကြည့်ပါတယ်ကျွန်တော်စီမှာကျွန်တော်က law firm နဲ့တွဲထားတဲ့အတွက်ကြောင့်မလို့အိမ်ချမ်းမြေရောင်းမဝယ်မကိစ္စတွေအမြဲတမ်းကျွန်တော်စီမှာလာပြီးတော့မှဖြည့်ရှင်းလေးရှိတာပေါ့နော်ကျွန်တော်တစ်ချိန်ကအိမ်ချမ်းမြေတင်ဥက္ကဋ္ဌလည်းလုပ်ခဲ့တော့ဒီဟာတွေအမြဲတမ်းကျွန်တော်တို့ရှင်းပေးနေရတဲ့ကိစ္စအပေါ်မှာဒီအိမ်ချမ်းမြေနဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေကရောင်းမဝယ်မကိစ္စကိုပေါ့ပေါ့တန်တန်မထားဘဲနဲ့လောက်ရမဲ့အဆင့်တိုင်းကိုသူကလည်းသူပိုင်နိုင်လေးနဲ့တကြွနားလေသူနဲ့လှုပ်လို့ရှိရင်တော့ရောင်းမဝယ်မကိစ္စကင်းရှင်းပြီးတော့မှအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့တောကတွေကင်းဝေးမှာပေါ့နော်ဒါလေးကိုကျွန်တော်အနေနဲ့ highlight လုပ်ပြီးပြောချင်ပါတယ်ဒါဆိုရင်ရောင်းချင်တဲ့သူတွေပဲဖြစ်ဖြစ်ဝယ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်ဒီအိမ်ချမ်းမြေလောကမှာဆရာကိုဆက်သွယ်ချင်လို့ရှိရင်ဘယ်လိုမျိုးလေးဆက်သွယ်လို့ရနိုင်လဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဆိုင်းကွန်းအောင်ကုမ္ပဏီကိုဆက်သွယ်ချင်တယ်ဆိုရင်တော့39 44336565နဲ့39 4431 65656ကိုဆက်တွယ်ပြီးတော့မှလုပ်ငန်းဆက်တွယ်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ရှင်ဆရာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါမြန်မာအိမ်ချမ်းမြေအတွက် MPD News